Manchester United အတွက်ဖူဟန်ဆိုတာဒါအမြဲလိုရုန်းကန်နေရတယ်ဒါခက်ခဲတဲ့ပြိုင်ပွဲဆိုတာဒါညင်းလို့မရဘူးပေါ့နော်ဒီကိုရအောင်ပဲမင်္ဂလာပါဒါကိုတက်ဖူဘောတစ်ကနေပြန်လဲကြိုဆိုလိုက်တယ်ပေါ့နော်ဆိုတော့ဒီနေ့မှလည်းဒါညီကိုတွေအတွက် United နဲ့ဒါဘူဟန်ပွဲလေးကိုဒါတပွဲကောင်းပြီးကျွန်တော်ရွေးချယ်ပေးထားတယ်ဆိုတော့အရင်ဆုံးပြောချင်တာကတော့ဒါပုံမှန်တိုင်းပြောနေကြဖြစ်တယ်ဒါမောင်းတွဲလိုချင်တဲ့ဒါညီကိုတွေကတော့ Telegram Channel ကို join ထားဖို့ပဲပြောချင်တယ်ဆိုတော့ Channel လေးကိုကျွန်တော် profile အောက်မှာချပေးထားတာမလို့ဒါ link လေးကိုနှိပ်ပြီးတော့ join ထားပါလို့ပြောရနေပြီးတော့ပဲဒါဒီနေ့ပွဲလေးကိုစပြီးတော့ပြောလိုက်မယ်ပေါ့နော်အရင်ဆုံးချင်းတဲ့ရာ United အင်ကွင်းကနေပြီးတော့ပဲဒါbody ကြီး1ပေါင်း20ကိုပေါင်းကြီး3လုံးပေါင်း30ဆိုပြီးတော့ပေါက်နေတယ်ဆိုတော့ဒီကြေးတန်းကဒီနှစ်သိန်းအခုရတီမှာဒါရှေ့တကြောကတွေးဆောင်ခဲ့တဲ့ကြေးတန်းရဆိုရင်တော့ဒါပြင်းတယ်လို့ပြောလို့ရတယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒါဖူဟန်အင်ကွင်းကနေပြီးတော့ဒါရှေ့တကြောတုန်းကတီ85ပြားရှုံးတော့ဒါပေးခဲ့တာဆိုတော့ဖူဟန်မန်ယူတဲ့ဒါပြီးခဲ့တဲ့ချိန်တုန်းကဆိုရင်ဒါ25ပြားတိတိပို့သားတယ်ပေါ့နော်ဒါကြောင့်မလို့ဒါတွေးဆုံမှုကြီးတန်းရဆိုရင်ပေါက်အောင်မယ်ကြီးတန်း United ကဒါတည်25ပြားရှုံးပဲပေါက်အောင်မယ်ပေါ့နော်ဒါပေမဲ့ United ကလည်းဒါရှေ့တကြောက United မဟုတ်တော့တာအကြောင်းဒါဒီဈေးကပေးတင်ပေးလိုက်တဲ့ကြီးတန်းမို့ဒီလောက်ပြင်းနေရလားဆိုတော့ကျွန်တော်တွက်ပြမယ်ပေါ့နော်ဆိုတော့မကြသေးခင်ချိန်ကဒီနှစ်သင်းကဒါ Leeds United နဲ့ကန်ခဲ့ကြပြီးပြီဆိုတော့ Leeds အိမ်ကွင်း Man U ဝေးကွင်းကန်ခဲ့ကြတဲ့ပွဲမှာဒါ Leeds အိမ်ကွင်းကနေပြီးတော့တည်10ပြားရှုံးဆိုပြီးတော့ပေါက်ခဲ့တာကြောင့် United ကဒါအခုချိန်မှာ Leeds United ထက်ဆိုရင်ဒါပြား40တိတိပို့တာတယ်အဲ့လိုပဲဒါ Leeds အိမ်ကွင်းမှာပဲဖူဟန်နဲ့ကန်ခဲ့ကြတဲ့ပွဲပေါ့နော်အဲ့ပွဲမှာဒါ Leeds ကနေပြီးတော့65ပြားရှုံးဆိုပြီးတော့ပေါက်တယ်အဲ့ဒါကြောင့်ဒါ Leeds ကအခုချိန်မှာဖူဟန်ထက်ဒါ15ပြားတိတိပို့တာတယ်ပေါ့နော်ဒါကြောင့်ပဲ United ကအခုချိန်တွင်းမှာဒါဖူဟန်ထက်ဆိုရင်55ပြားတိတိပို့တာတယ် United ပေါက်ရမယ်ကြေးတန်းကအိမ်ကွင်းမှာဆိုရင်ဒါ1ပေါင်း65ပြားဆိုတဲ့ကြေးတန်းမှာကြီးပေါက်ရမယ်ပေါ့နော်အဲ့ဒါမှဒါပုံမှန်ကြီးလို့ပြောလို့ရမယ်အခုက1ပေါင်း20ဆိုတာနိုင်မဲ့ကြေးတန်းကိုဒါဖွင့်ပေးထားတာလို့တော့ကျွန်တော်ကတော့မြင်မိတယ်ပေါ့နော်ဆိုတော့ရှင်းတဲ့ကြောကတွေးဆုံမှုကြေးတန်းရကြည့်မှဆိုရင်လည်းပြင်းတယ်အခုဒီလအတွင်းမှာပဲဒါပေါက်ရမယ်ကြေးတန်းတိုင်းကိုဒါပြင်းတယ်ဆိုတဲ့ခြေနေမှာလေဒါကြေးတန်းရဆိုရင် United Body ကိုတော့ကြိုက်မိတယ်ဆိုတော့ခြေတစ်ခုကိုကြည့်တယ်ဆိုတာဒါခြေသွမ်းပြင် injury ကစားသမားကအစဒါနောက်ဆုံးကစားသမားတွေရဲ့ဒါစိတ်သက်ပိုင်းနဲ့ဒါကြက်ခိုင်မှုပိုင်းကနေစပြီးတော့အကုန်ပါတယ်ပေါ့နော်ဘာလို့လဲဆိုတော့အဲ့ဒီလိုမျိုးအစစရရလေးလာပြီးမှဒါဘူကီအနေနဲ့ဒီဂျီကိုဖောက်တာပေါ့နော်ဆိုတော့လက်ရှိခြေသွမ်းပိုင်းမှာဒါ United အနေနဲ့ပြောစရာမရှိဘူးဒါ Premier League ရဲ့အကောင်းဆုံးပါဆိုတဲ့ Arsenal နဲ့ဒါ Man City လို့အသင်းတွေကိုတောင်ဒါတိတိတတ်တာအနိုင်ခံပြထားတဲ့ဒါ Michael Carrick ရဲ့ Manchester United အနေနဲ့ဒီပွဲမှာလည်းအနည်းဆုံးတစ်လုံးကနေစပြီးတော့ပဲတစ်လုံးအသာကနေစပြီးတော့ပဲကြည့်ရမယ်လို့ကျွန်တော်တို့မြင်မိတယ်ဒါကြောင့်ပဲဒီနေ့ရဲ့ဝဲကောင်းရေးချက်မှုအနေနဲ့ United Body ကိုရွေးချယ်ပေးလိုက်ရနေပြီးတော့ပဲကျွန်တော်ဗီဒီယိုလေးကိုဒီတင်ရနာလိုက်ပါတယ်ဗျ